အစရေးဝန်ကြီးချုပ်ဘင်ဂျာမင်နေတန်ယာဟုကဟာမတ်လက်ခံထားသည့်ဂါဇာညင်းချုပ်ဘင်ဂျာမင်နေတန်ယာဟုကဂါဇာညင်းချမ်းရေးအစီအစဉ်ဤဒုတိယအဆင့်ပြမြေပုံကိုပယ်ချလိုက်ပြီးသမတထဒေါ်နယ်ထရန်နှင့်ဝေးကွာသွားခဲ့ကသူသည်ရွေးကောက်ပွဲတွင်ပြင်းထန်သောရှင်ပြိုင်မှုများနှင့်ရင်ဆိုင်နေရသည်အစီအစဉ်အပေါ်ဝေဖန်မှုများတဖြည်းဖြည်းမြင့်တက်လာပြီးတပတ်ကျော်အကြာတွင်နေတန်ယာဟုသည်၎င်း၏ညာဘက်အစွန်းရောက်အခြေခံအုံမြင့်မှတွန်းအားပေးမှုများနှင့်ရင်ဆိုင်ရပြီးနောက်၎င်းကိုပြက်ပြက်သားသားကန့်ကွက်ခဲ့သည်အစီရေးအစိုးရကဂါဇာကမ်းခြောက်အရှမစီရေးတပ်ဖွဲ့များပြန်လည်ရုပ်သိမ်းခြင်းသည်စစ်စလာမစ်အဖွဲ့ကိုစစ်မှန်စွာလက်နက်ဖြုတ်သိမ်းခြင်းပေါ်မူတည်ကြောင်းပြောကြားခဲ့သည်စစ်ရေးကဒေါ်နယ်ထရန်ရဲ့ငြိမ်းချမ်းရေးကောင်စီကဇူလိုင်လကုန်မှာတင်သွင်းခဲ့တဲ့အချက်15ချက်ပါစာရွက်စာတမ်းကိုပယ်ချပါတယ်ဟုဘင်ဂျာမင်နေတန်ယာဟုကအစိုးရအဖွဲ့အစည်းအဝေးတစ်ခုအတွင်းပြောကြားခဲ့သည်စစ်တပ်သည်ဟာမတ်စ်ကိုစစ်မှန်စွာလက်နက်ဖြုတ်သိမ်းခြင်းမရှိသေးသမျှပြန်လည်ရုပ်သိမ်းခြင်းမလုပ်ဆောင်ပဲကျွန်ုပ်တို့၏တပ်ဖွဲ့များနှင့်ကျွန်ုပ်တို့၏နိုင်ငံသားများပေါ်ဆက်လက်ဟန်တာသွားမည်ဟုနေတန်ယာဟုကပြောကြားခဲ့သည်စစ်ရေးဝန်ကြီးချုပ်ကအီရန်နှင့်ပတ်သက်၍ဆက်ဆံရေးတိုးတက်လာခဲ့သောထရန်ကိုအိမ်ဖြူတော်မှကျွန်ုပ်တို့၏အကြီးမြတ်ဆုံးမိတ်ဆွေအဖြစ်ဖော်ပြခဲ့တော့လေ၎င်းကိုစင်ခေါ်ရန်စန္ဒာရှိကြောင်းလျင်မြန်စွာရှင်းလင်းပြသခဲ့သည်စစ်ရေးသည်ဂါဇာအစီအစဉ်နှင့်ပတ်သက်၍အမေရိကန်နှင့်၎င်း၏ကန့်ကွက်မှုများကိုတင်ပြနေကြောင်းသူတို့မှအကြံဉာဏ်တွေရှိတဲ့တချို့ကကျုံတော်တို့အတွက်လက်ခံနိုင်စရာတွေဖြစ်ပြီးတချို့ကမဟုတ်ဘူးဒီကိစ္စတွေမှာဘယ်လိုရည်တည်ရမှာလဲဆိုတာကျုံတော်တို့သိတယ်ဟု၎င်းကပြောကြားခဲ့သည်ခါဇာအစီအယ်ဟာယာဟူသည်ဟာမတ်စ်သည်ခါလက်အယ်ဟာယာဟူသောခေါင်းဆောင်အသစ်ကိုရွေးချယ်ပြီးခါဇာအစီအစဉ်ကိုထောက်ခံကြောင်းကြေညာခဲ့သည်၎င်းကအမေရိကန်ကိုနေတန်ယာဟုကိုဖိအားပေးရန်တောင်းဆိုခဲ့သည်ကြားဝင်ရှိနိုင်သူတွေနဲ့အမေရိကန်အားမခံသူကနေတန်ယာဟုနဲ့သူ့အစိုးရကိုလမ်းပြမြေပုံကိုလိုင်းနာဟုနဲ့ပြည်တွင်းနိုင်ငံရေးနဲ့ရွေးကောက်ပွဲဆိုင်ရာအကြောင်းပြချက်တွေကြောင့်လုပ်ငန်းစဉ်ကိုမတားဆီးဖို့ဖိအားပေးလိမ့်မယ်လို့ကျွန်းတော်တို့မျှော်လင့်ပါတယ်ဟုဟာမတ်စ်၏နိုင်ငံရေးကျူကိုပြောကြားခဲ့သည်ရစက်နေတန်ယာဟုသည်မကြသေးမီကအထိသူ၏ပထမသက်တမ်းကတည်းကအစရေးကိုတောက်ခံရန်မကြုံစဖူးချေလမ်းများလှမ်းခဲ့သောထရန်နှင့်သူ၏ဆက်ဆံရေးခိုင်မာမှုအပေါ်မဲဆွယ်စည်းရုံးခဲ့ပြီးအမေရိကန်တန်ယုံကိုဂျေယူဆလင်တို့ပြောင်းရွှေ့ခြင်းလဲထရန်သည်ဖေဖော်ဝါရီလနောက်ပိုင်းတွင်အီရန်ကိုတိုက်ခိုက်ခဲ့သည်သို့သောထရန်သည်အေဘီလတွင်အီရန်နှင့်အပြစ်အခက်ရဇရေးကိုရှာဖွေခဲ့ချိန်တွင်နှစ်ဦးသာကွဲပြားခဲ့ပြီးစစ်ပွဲကသူ၏ပြင်းရှိလူကြိုက်များမှုကိုထိခိုက်စေကရေနံဈေးများမြင့်တက်လာစေခဲ့သည်နေတန်ယာဟုကသူ၏အစိုးရအဖွဲ့ကိုသဘောတူညီချက်ရှိမရှိကျွန်ုပ်ဝန်ကြီးချုပ်ဖြစ်နေသမျှကာလပတ်လုံးအီရန်တွင်နျူကလ িয়ার လက်နက်များရှိမည်မဟုတ်ပါဟုပြောကြားခဲ့ပြီးယင်းသည်တီဟီယန်ကကြိုးပမ်းနေသည်ဟုသူကြာမြင့်စွာကလေးကဆွတ်ဆွဲခဲ့သည့်ပန်းတိုင်တစ်ခုဖြစ်သည်နေတန်ယာဟုသည်ပြီးခဲ့သည့်အပတ်ကလည်းအစီရေးနှင့်လက်ဘနွန်တို့အမေရိကန်ကြားဝင်ညှိနှိုင်းမှုဖြင့်ဆွေးနွေးပွဲများကျင်းပနေချိန်တွင်အီရန်ကြောထောက်နောက်ခံပြုဟက်စပိုလာ၏အပိအခက်ရက်စဲရေးချိုးဖောက်မှုဟုအစီရေးကခေါ်ဆိုခဲ့သည့်အပေါ်တုံ့ပြန်သည့်အနေဖြင့်လက်ဘနွန်အပေါ်လေကြောင်းတိုက်ခိုက်မှုအသစ်များကိုအမိန့်ပေးခဲ့သည်ဂါဇာအစီအစဉ်သည်စစ်ရေး၏ဂါဇာရှိစစ်စင်ရေးများကိုရှော့ချခဲ့တော်လဲအဆုံးမသက်သေးသည့်အောက်တိုဘာလတွင်ကြေညာခဲ့သောအမေရိကန်ကြားဝင်ညှိနှိုင်းမှုဖြင့်အပိအခက်ရက်စဲရှိ၏နောက်ဆုံးအဆင့်ဖြစ်သည်ထရန်ကဟာမတ်စ်၏လက်နက်များအစောပိုင်းပါလက်စတိုင်းအုပ်ချုပ်ရေးအဖွဲ့သို့လက်နက်ချမိသဘောတူညီချက်ကိုအဓိကမှတ်တိုင်အဖြစ်ဖော်ပြခဲ့သည်အစီအစဉ်တွင်အစစ်ရေးသည်လက်နက်ဖြုတ်သိမ်းခြင်းနှင့်အတူတပ်ဖွဲ့များကိုစတင်ပြန်လည်ရုပ်သိမ်းမည်ဟုဖော်ပြထားပြီးရင်းအချိန်စရာကိုအစစ်ရေးကပြက်သားပယ်ချခဲ့သည်ပြီးခဲ့သည့်အပတ်ကနေတန်ယာဟုနှင့်တွဲဆုံပြီးနောက်သဘောတူညီချက်ကိုအကောင်အထည်ဖော်သည့်ထရန်၏အဖွဲ့ဖြစ်သော Board of Peace ကနောက်ပြန်လှည့်ကအစီအစဉ်သည်လုံးဝလက်နက်ဖြုတ်သိမ်းပြီးမှသာပြန်လည်ရုပ်သိမ်းရန်လိုအပ်သည်ဟုပြောကြားခဲ့တော်လဲယင်းသည်အစစ်ရေးခေါင်းဆောင်အတွက်လုံလောက်ပုံမရပေနေတန်ယာဟုကဟာမတ်စ်သည်၎င်း၏လက်နက်အားလုံးကိုစွန့်ထွက်ရမည်ဟုပြောကြားခဲ့သည်ကျွန်တော်တို့ဟာစစ်မှန်တဲ့လက်နက်ဖြုတ်သိမ်းခြင်းအကြောင်းပြောနေတာပါစိတ်ကူးရင်လက်နက်ဖြုတ်သိမ်းခြင်းအကြောင်းမဟုတ်ပါဘူးဟုနေတန်ယာဟုကပြောကြားခဲ့သည်စစ်တမ်းများအရဂါဇာအစီအစဉ်သည်နေတန်ယာဟု၏ညာဘက်အစွန်းရောက်အခြေခံအုံမြင့်နှင့်၎င်း၏အစိုးရအဖွဲ့မှအစွန်းအရှောက်ပါတီကြောင့်ပြသနေပြီ၎င်းတို့ကနေတန်ယာဟုကိုဂါဇာအစီအစဉ်ကိုပယ်ဖျက်ရန်
မဲခွဲဆုံးဖြတ်မှုအသစ်ကိုခေါ်ယူရန်တိုက်တွန်းခဲ့သည်စစ်ရှိ၏တက်တန်းအရှိဆုံးခေါင်းဆောင်ဖြစ်သောနေတန်ယာဟုသည်ဟာမတ်စ်၏29ခုနှစ်အောက်တိုဘာလရက်နေ့ကလူအများအပြားသေးဆုံးခဲ့သည်တောက်ခုတ်ပါဆုံနောက်ပိုင်းဇုံအချိန်ချင်းပါမိအောက်တိုဘာလ20ဆွက်ရက်နေ့ရွေးကောက်ပွဲမတိုင်မီစစ်တမ်းအချို့တွင်ဒန်းတူသို့မဟုတ်နောက်ကောက်ကြနေသည်